မင်္ဂလာပါ50 minutes audio book channel မှာကြိုဆိုပါတယ်ဒီ audio လေးကိုအခြေ7မိနစ်15မိနစ်ပေးုံနဲ့နားဆင်နိုင်ပါတယ်ရှင်ဒီနေ့မှာတော့အပိုင်းဆက်16ကိုဖတ်ပြပေးသွားပါမယ်ငွေပြတ်တိုးလက်တိုး23လို့ဆိုကြတယ်လောက်ကိုခါနီးတပတ်လောက်အလို23ရက်24ရက်လောက်မှာဆိုလက်ထဲမှာပိတ်ဆံပြတ်သွားတကြတာကိုဆိုလိုချင်တာအဲ့ဒီရက်တွေမှာတောက်ကြနေနိုင်အောက်သွားဖို့တွေပါတွေလာမပြောနဲ့အင်ကြီးချိုးဆိုင်ကအင်ကြီးလာယူပါလို့ဖုန်းမဆက်ပါစေနဲ့တောင်ဆူတောင်းနေရတာအွန်လိုင်းကဆက်စော့ပြီးမှားထားတဲ့ပစ္စည်းတွေလည်းရောက်မလာပါစေနဲ့တပတ်စာကတ်သက်ခြံထားရတဲ့ပစ္စံလေးပဲ့မသွားအောင်ပဲတတိထားသုံးနေရတယ်ဖိုးပေကအစပဲကုံသွားရင်9000လောက်ကထွက်အောင်မှာကိုဒီအတော်တွင်ချောင်းမဆိုးပါစေနဲ့မဖျားပါစေနဲ့ကားမပြက်ပါစေနဲ့ရေမော်တာလည်းကောင်းကောင်းလဲပါစေဆူတောင်းရတာတွေပြောပါတယ်26ခေါ်ကြရင်တော့အွန်လိုင်းကအင်ဂျီလေးတွေကြီးမိလျက်သားဖြစ်နေပြီဒီလအတွက်ဘာမှရင်ကောင်းမလဲတထဲတလေတော့ဝယ်လို့ရပါတယ်ဆိုတဲ့အတွေးနဲ့ပေါ့28 29ဆိုရင်တော့အားတွေနည်းနည်းရှိလာပြီဟဲမနေ့ဖြန်တပတ်ခါဆိုငွေနဲ့ကြီးနဲ့ဖြစ်တော့မှလေ Friday payday ဆိုရင်တော့ဟေး night out ပဲသွားမလဲလှုပ်လိုက်လေတွေ့မယ်လေးနဲ့အတန်တွေမာနေတယ်ဆိုတာလက်ခလက်ထဲရောက်ပါပြီတဲ့အရင်ဆိုထွက်လိုက်ပါပြီ night out တဲ့သူများစီကတုတ်တိယူထားတဲ့အကျွေးလေးတွေလည်းဆက်လိုက်ပြီးအင်ကြီးချိုးခဘာညာတရက်ကလည်းပေးလိုက်ပြီးအေစီရီတို့အင်တာနက်ကြီးတို့မီတာခတို့ခလေးကျူရှင်ခတို့ဘာတို့လည်းပေးလိုက်ပြီးအဲ့လိုတွေပေးပြီးတော့တပတ်အတွင်းမှာပဲလက်ခဆိုတာကပြုတ်ပြိုး၍တက်ပြောင်တယ်ကဲအဲ့လိုနဲ့ပဲလေးဖဲသွားပြန်ပြီလာကိုတဲ့အထိလာစာဆိုတဲ့အတိုင်းတလစာရှင်တန်သွားဖို့လုံလောက်ယူပါပဲလေပတ်စံမျက်နှာကိုကြည့်နေရတော့တာပဲငွေကြေးနဲ့ပတ်သက်လာပြီဆိုရင်ကျမတို့မှာရီမန်းချက် goals တွေရှိတတ်ပါတယ်အကျွေးတွေကြီးချင်တာလားအေကလေးဝယ်ချင်တာလားကားလေးစီးချင်တာလားစသဖြင့်ရီမန်းချက်ကလေးတွေရှိတတ်ပါတယ်အဓိကကတော့ saving စုငွေနဲ့ဘတ်ဂျက်အသုံးစရိတ်တို့ကိုကောင်းကောင်းစီမံခန့်ခွဲနိုင်ဖို့ပါပဲစုငွေစီးမှာမတိုးလာရင်နေပါရော့မသွားအောင်တော့ထိသေးတက်ပါတယ်ကျမတို့ဟာငွေပမာဏနည်းနေရင်ငွေကိုမစုချင်ကြပါဘူးတကယ်တော့နည်းသည်ဖြစ်စေများသည်ဖြစ်စေငွေစုမိဖို့လိုပါတယ်စုလိုက်မိတာကအမျက်ပါပဲတပတ်စာသုံးထားပြီးကြံတဲ့ငွေအရွက်သေးလေးတွေကိုစုပါပန်စင်းလေးဖွင့်ပြီးတလတစ်ခါနိုင်တလောက်လေးစုပါပတ်စံမစုမိတော့အလုပ်တစ်ခုမှ10နှစ်လောက်တာဖြစ်သွားတယ်ခုအလုပ်ရလိုက်နောက်နေ့ပတ်စံမရှိတော့တဲ့ဘဝတွေဖြစ်ကုန်ကြတယ်တလားကိုတသေးလောက်ပုံမှန်လေးစုမိတယ်ဆိုတစ်နှစ်ကို12သေး10နှစ်ကို320 something is better than nothing ပေါ့တလားဘာမှမရလိုက်ပဲပတ်စံလေးတွေကလူဆိုပြီးအိတ်ထဲကပြန်ထွက်သွားတာထက်ဆိုင်ရင်တခုခုလေးလက်ထဲမှာထုတ်ပိုက်လေးဖြစ်သွားရင်မကောင်းဘူးလားပေါ့နော်စုထားတဲ့ငွေမရှိရင်ကျန်းမာရေးကိစ္စလိုအရေးပေါ်ငွေလိုတဲ့အခါဒုက္ခရောက်ရပါတယ်အကျွေးဆိုတာလည်းမရှိလေကောင်းလေပါပဲဝင်ငွေရပေါက်ရက်လန်းတွေကိုလည်းစဉ်းစားတစ်ပါတယ်ဝန်ထမ်းတွေမို့လို့လစာအပြည့်ရတဲ့ငွေဟာ earn income ထဲမှာပါပါတယ်ကျူရှင်ပြတာကလည်း earn income ပါပဲတချို့ကြတော့အကြီးကိုအငှားချလိုက်တယ်ကိုကသေးလေးမှပြန်ငှားနေတယ်သေးလေးထဲမှာကိုကအိတ်နေပေမဲ့အကြီးကကိုပတ်စံပြန်ရှာပေးနေတယ်ဒါကိုတော့
အငှားချထားရငွေ rental income လို့ပြောရပါမယ်။ကားဝယ်ထားပြီးကားကိုကုမ္ပဏီမှာအပ်ထားတယ်။ကိုယ်တိုင်ရှင်မောင်းလာစာယူပြီးကားပြန်မောင်းတယ်။ဒါလည်းငချင်းစီနဲ့ငချင်းပြန်ကြောတယ်လို့ပေါ့။ဘဏ်ကနေအတိုးရတဲ့ငွေဟာလည်း interest income အနေနဲ့ရှိနိုင်ပါသေးတယ်။မြန်မာပြည်မှာဘဏ်အတိုးနှုန်းများတော့စီးရင်တေအငွေစီရင် fixed deposit လုပ်ထားပြီးဘဏ်တိုးနဲ့ထိုင်စားလို့ရနေတဲ့သူတွေလည်းရှိကြပါတယ်။ royalty income ဆိုတာလည်းရှိပါသေးတယ်။စာအုပ်ရေးတာရုပ်ရှင်ရိုက်တာတချင်းရေးတာစတဲ့အမှုပညာနဲ့ပတ်သက်တဲ့ဖန်တီးသူတွေရဲ့ဉာဏ်ရည်ပစ္စည်းတွေ intellectual property အတွက်ရနေတဲ့ငွေမျိုးဖြစ်ပါတယ်။စာအုပ်တအုပ်တစ်ကြေပြန်ရိုက်တိုင်းတချင်းတစ်ပုတ်တစ်ကြေပြန်ဆိုတိုင်းတစ်ကြေငွေထက်ရတယ်ဆိုတာမျိုးပါ။ကျမမှာတော့အခုနောက်ပိုင်းဒီဝင်ငွေကလေးတစ်ခုတိုးလာလို့အသက်ရှူချောင်ရပါတယ်။ profit income ဆိုတာကတော့ပစ္စည်းတစ်ခုကိုအမြတ်တင်ပြီးပြန်ရောင်းတာမျိုးပေါ့။ခုအိမ်မှာထိုင်ရင်လုပ်နေကြတဲ့ online shopping ဆိုတာပစ္စည်းတစ်ခုကိုအမြတ်တင်ပြီးရောင်းတာမျိုးပါပဲ။ခုခေတ်မှာအလုပ်ကိုင်ခွင့်လန်းတွေလည်းပွင့်လာပါတယ်။အလုပ်လုပ်တတ်တော့လည်းပတ်စံရဖို့လွယ်လာကြပါတယ်။ရဖို့လွယ်သလိုသုံးဖို့လွယ်မနေအောင်တတိထားကြရမှာပါ။လူတယောက်ဟာဝင်ငွေရပေါက်ရလန်းကိုတစ်ခုထက်ပိုပြီးရှာဖွေထားတတ်ပါတယ်။ကျမတို့ဟာကိုယ်ငွေတလားဘယ်ကယိုစီးတယ်လဲဆိုတာ check လုပ်ဖို့တော့လိုအပ်တယ်။ဒါကတော့ budget control အသုံးစရိတ်ကိုထိန်းချုပ်တာပါ။ပတ်စံကိုမမျှော်လင့်ပဲအများကြီးသုံးလိုက်မိတယ်ဆိုတဲ့သူတွေအများကြီးပဲ။ကျမတော့ကြက်ဥကုံလို့ဈေးသွားပါတယ်။ထောပတ်ရောပေါင်မို့ရောနှုတ်ရောလက်ထဲမှာပါလာတတ်တာပဲ။ပြီးရင်ဟန်ပတ်စံလေးတွေဘယ်ရောက်သွားပါလိမ့်ဖြစ်ရောတကယ်တော့ကြက်ဥဝယ်မယ်ဆိုကြက်ဥဖိုးလောက်ပဲအိတ်ထဲမှာ limit လုပ်ပြီးယူသွားတာအကောင်းဆုံးပါဈေးသွားတဲ့အခါဝယ်ဖို့လိုတာထက်ကျမတို့ပိုဝယ်တတ်ကြတယ်ဥပမာအကျော်ဝယ်တယ်ပဲဆိုပါစို့အကျော်တစ်ခုနှစ်ခုကတော့မစားနိုင်တော့ပဲအမြဲပိုနေတယ်ကျမတို့ဝယ်တဲ့အခါစားနိုင်မစားနိုင်တာကိုမေ့ပြီးစားချင်တဲ့စိတ်ကိုပဲရှိတ်တန်းတင်ပြီးဝယ်ကြတယ်အဲ့ဒါမျိုးတွေကြောင့်နောက်ဖေးမီးဖို့ချောင်းမှာအမြဲအပိုအလျံရှိတတ်ကြတယ်ကျမတို့သားမိဟာမီးဖို့ချောင်းစီတလတသေးခွဲလောက်နဲ့ပြီးချင်နေတာမို့နေ့တိုင်းထမင်းပွဲသိမ့်ပြီးရင်ပရက်စတစ်ဘူးလေးတွေနဲ့စားပြီးကြံတမျှတပူးစီတသက်ရရထက်ပြီးရေခဲတစ်တာထဲသိအသေးလေးတွေကြံရင်ပဲတီနဲ့နောက်နေ့ပြန်ရောကြောဟင်းရံလေးတစ်ခွက်ဖြစ်အောင်လှုပ်တက်လာတယ်စားစရာတောက်စရာဟာအလကားရတာမဟုတ်ဘူးကဘာပေါ်မှာတချို့လူတွေငတ်ပြတ်နေကြတဲ့အချိန်မှာကျမတို့အေကမီးဖို့ချောင်ထဲကထမင်းတဆုပ်တောင်အလေအလွတ်ဖြစ်မသွားစေချင်တဲ့စန္ဒမျိုးကျမမှာရှိတယ်တလကို6သေး9သေးလောက်ပြန်မြဝင်ငွေရှိတဲ့တမန်လူလန့်တန်းစားတွေတလမေးဆွေတငယ်ချင်းတွေစုပြီးနိုင်အောက်သွားတယ်ကာရာအိုကေသွားတယ်ဆိုတာမျိုးဟာမကုန်ဘူးဆို1000ခွဲ2000တော့အကုန်ကြတာပါပဲသွားတဲ့နေရအလိုက်အနည်းအများကွာခြားမှုတော့ရှိမှာပေါ့လေတလကို2ခါနိုင်အောက်ရင်ပဲ9000လောက်ထိနေပြီပြီးတော့မိသားခဆိုတာလဲတော်တော်စားတယ်အိမ်ထဲမှာလဲကြည်လေလိုမလိုမီးတွေအကောတွေဖွင့်ထားတကြတာကိုခြံကေးဝါကမီးကိုညနေမှောင်တဲ့အချိန်9နာရီမှမဖွင့်ပဲ9နာရီလောက်ကတည်းကမှောင်တော့မှာပဲလေဆိုပြီးကျမတို့ချိုးဖွင့်ထားကြတာမျိုးလုပ်တတ်ကြတယ်လေအမျိုးသားတွေမှာဆိုကွမ်းစားတာဆစ်လေးတောက်တာတွေထက်ပြောရမယ်တနေ့ကို1000ဖိုးဆစ်လေးတောက်တဲ့သူဟာတစ်လမှာ3000လောက်ထိနေပါပြီတစ်နှစ်ကို3-6000ဖြစ်နေပါပြီဒီငွေပမာဏဟာဆေးရုံကြီးတရုံမှာ medical check ကလုပ်ဖို့ package လေးယူလိုက်လို့ရနေပါပြီကျန်းမာရေးထိခိုက်စေမဲ့နေရာမှာငွေကိုမသုံးပဲကျန်းမာအသက်ရှည်ဖို့ကိစ္စမှာငွေသုံးလိုက်တာဟာပိုမကောင်းဘူးလားစဉ်းစားစရာပါ
အနာဂတ်မှာငွေကြေးနဲ့ပတ်သက်ပြီးစိတ်အေးစေခြင်းရင်ငွေကြေးနဲ့ပတ်သက်တဲ့စီမံကိန်းကိုတိတိကျကျပြင်ဆင်ထားဖို့လိုပါတယ်။ဘဝရဲ့နောက်ပိုင်းအခြေတွေမှာအိုးပိုင်အေးပိုင်းလေးလည်းရှိနေရမယ်။နေမကောင်းရင်ဆေးကုနိုင်ရမယ်။လူနိုင်တန်းနိုင်ရမယ်။ခီးတွေတွားပြီးစိတ်ကိုပျော်ရွှင်အောင်နေနိုင်ရမယ်။ပတ်စံမရှိရင်တေဖို့ကိစ္စတောင်အလော်ခက်နေပါပြီ။စိတ်ပျော်အောင်နေတတ်ဖို့ ways to be happy စာအုပ်မှာပတ်စံစုမိကြပါစေဆောင်းပါးကိုဖြည့်ဆွက်ရေးသားပါတယ်။ Day 30ရငွေနဲ့သုံးငွေစီးရင်ဆွဲပါနေတိုင်းဝင်နေတဲ့ပစ္စည်းတန်ဖိုးကို365နဲ့မြောက်ကြည့်ပါလာတိုင်းဝင်နေတဲ့ပစ္စည်းပြန်မျှတန်ဖိုးကို7နဲ့မြောက်ကြည့်ပါစုဘူးတလုံးအမြန်သွားဝယ်လိုက်ပါပတ်စံဘလောက်နဲ့စပြီးစုပါလူသားအုံနောက်လူတွေမှာအုံနောက်ရဲ့အလုံးလုံးပိုကလည်းစမ်းကြဲတယ်ကျမတို့ကိုခန္ဓာကြီးတစ်ခုလုံးရဲ့အချို့ဟာအုံနောက်ပဲသူကပဲအရာရာကိုစေခိုင်းတာပဲတနေရာမှာရားတယ်ဆိုတာကိုအုံနောက်ကပဲအတိပေးတယ်ရားတဲ့နေရာကိုကိုပုတ်ဆိုတာလဲအုံနောက်ကပဲပြောပေးတယ်သူ့တည်င်းပေးအချက်ပြမှုတွေဟာတိတ်မြန်ဆန်လောတော့ကျမတို့ကပုံမှန်လူရိုးလို့စင်အတိုင်းပဲအော်ရားတဲ့အခါကုတ်လိုက်တာပေါ့ဆိုတာမျိုးလောက်ပဲတွေးကြတယ်မီးခလုတ်လေးဖွေးဖို့လက်ညှိုးကလေးနဲ့ထောက်တာကအစားအုံနောက်ရဲ့အမေ့ပေးမှုတွေပါပါတယ်ဆက်ဘေးစီးတဲ့နေရာမှာကားမောင်းတဲ့နေရာမှာရေကူးတဲ့နေရာမှာကျွမ်းပါဘောလုံးကန်tennis basketball စတဲ့ကိုခန္ဓာလှုပ်ရှားမှုတွေအပြင်အမှုပညာနဲ့ဆိုင်တဲ့စာရေးတာတချင်းဆိုတာကခိုတာတွေအားလုံးမှာအုံနောက်ရဲ့လေ့ကျင့်မှုတွေပါနေတယ်ဆက်စချင်းမှာဘယ်သူမှမကျွမ်းကျင်ဘူးဒါပေမဲ့လေ့ကျင့်တာများတဲ့အခါကျွမ်းကျင်လာတော့တာပဲ Oxford ဆရာတော်ဟောတဲ့တရားတစ်ပုဒ်ထဲမှာမြောက်တွေနဲ့အုံနောက်ကိုစစ်ဆေးတဲ့အကြောင်းလေးနားထောင်ဖူးပါတယ်ဆရာတော်ဟာအတွေးခေါ်ပညာရှင်တူဖြစ်တယ်လို့သိပ္ပံပညာကိုလည်းစိတ်ဝင်စားတဲ့သူဖြစ်တာကြောင့်စိတ်တို့အုံနောက်တို့ဆက်ပြီးအလုံးလုံးပိုတွေကိုအမြဲပဲထက်ဟောလေးရှိပါတယ်ဆက်ပြောရရင်မြောက်ကိုခလုတ်လေးတစ်ခုနှိပ်ခိုင်းတယ်လက်ညှိုးကလေးနဲ့ခလုတ်မှန်းတီးအောင်နှိပ်နိုင်တိုင်းအတီးတလို့ကျွေးတဲ့အဲ့ဒါမလို့ခင်မှာသူ့အုံနောက်ကိုဓပိုရိုက်ထားလိုက်တယ်မြောက်ကနေတိုင်းပဲခလုတ်နှိပ်တယ်အတီးစားရတယ်အဲ့တော့ခဏနှိပ်တက်လာတယ်နောက်ဆိုအရန်ကျွမ်းသွားရောအဲ့ဒီအခါမှာသူ့အုံနောက်ကိုတစ်ခါဓပိုပြန်ရိုက်ကြည့်တယ်အဲ့ဒီခလုံးနေတဲ့လက်ချောင်းလေးကိုထိချုပ်တဲ့အုံနောက်ရဲ့အပိုင်းလေးဟာကြီးလာတာကိုတွေးရပါတယ်တဲ့ဒီတရားလေးနာရတော့စိတ်ထဲမှာအလင်းတွေပွေ့သွားတယ်လို့ခံစားရပါတယ်ဒါဆိုအခိုတော်တဲ့သူတွေကျွမ်းပါကစားတဲ့သူတွေသူတို့အုံနောက်တွေကိုကြည့်နိုင်မယ်ဆိုရင်ဒီကိုလက်အင်ကားတွေကိုဟန်ချက်ညီအောင်ထိချုပ်နိုင်တဲ့အုံနောက်ရဲ့အပိုင်းဟာကြီးနေမှာအမှန်ပါပဲဆရာတော်ကပြောတယ်စိတ်အတွေးတွေကိုလည်းဒီလိုပဲလေ့ကျင့်ရပါတယ်တဲ့ဥပမာအားဖြင့်အဆုံးမြင်စိတ်တွေအယမ်းများနေတဲ့အခါကောင်းတာတွေကိုပိုတွေးပေးလိုက်ပါဒေါသစိတ်တွေများနေရင်မေတ္တာစိတ်အတွေးတွေကိုပိုတွေးလိုက်ပါမနာလိုစိတ်တွေများနေရင်မုဒိတာအတွေးတွေကိုပိုတွေးပေးလိုက်ပါကြောင်းစိတ်တွေများနေရင်ကိုယုံကြည်စိတ်ကိုတွေးပေးပါစိတ်တွေပြောင်းသွားအောင်အုံနောက်နဲ့လေ့ကျင့်တဲ့နည်းပါပဲဒီလိုလေ့ကျင့်ရင်အုံနောက်ဟာပြောင်းသွားနိုင်ပါတယ်တဲ့16နာရီပြည့်ဖို့ကတစ်နေ့ကိုနာရီဝက်နှိုးနေဆိုရင်တစ်လနဲ့2ရက်မှာအကောင်းမြည်တဲ့စိတ်ကိုရနိုင်ပါတယ်တဲ့အဲ့ဒါနဲ့မလိုတော့သေးဘူးဆိုရင်နောက်ထပ်3လထပ်လုပ်ပါလို့ဆရာတော်မိတ်တာနာရပူပါတယ်ကျမအုံနောက်ကြီးကိုဓပိုရိုက်ထားတာမမြင်ဘူးတော့လေအဲ့ဒီအချက်ကိုလုံးဝယုံကြည်ပါတယ်လူအုံနောက်မှာလည်းအရှိပိုင်းနဲ့အနောက်ပိုင်းဆိုပြီး2ပိုင်းရှိပါတယ်တဲ့အရှိပိုင်းကအုံနောက်ဟာလူရဲ့အုံနောက်ဖြစ်ပါတယ်စင်ချင်းဉဏ်ရှိတယ်မေတ္တာတရားမုဒိတာတရားရှိတယ်ပျော်ရွှင်တယ်ခွင့်လော့တယ်ပေါ့အနောက်ပိုင်းကအုံနောက်ကတော့ဒလိဆန်တွေရဲ့အုံနောက်မျိုးပါတဲ့စင်ချင်းဉဏ်မရှိဘူး
ရိုင်းတယ်ငင်းခုန်တယ်ကိုယ့်ထက်သာရင်မနာလိုဖြစ်တယ်ကြီးနိုင်ငံညင်းတွေလှုပ်တယ်ကြွားဝါတယ်ကြောက်ရင်ထွက်ပြေးတယ်ဒေါသကြီးတယ်ပေါ့ကျမတို့လူတွေအများစုဟာအနောက်ဘက်ကအုံနောက်ကိုပိုသုံးမိနေတတ်ကြပါတယ်ပိုသုံးမိလေပူအင်အားကြီးလာလေပဲဖြစ်ပါတယ်ကျမငယ်ငယ်ကသဘောထားသေးသိမ့်တဲ့အထဲမှာပါခဲ့ပူပါတယ်မနာလိုတာစိတ်ပုတ်တာအကောင်းမမြေတတ်တာကြွားတတ်တာစားတစ်ဖြစ်ပေါ့ကျမရဲ့ဒလိဆန်အုံနောက်ကအသုံးပြုတာများတော့အင်အားကြီးနေခဲ့ဖို့ရပါတယ်နောက်ပိုင်းစာတွေရေးရေးနဲ့ကိုယ်စာတွေကိုအများသူငါကတန်ဖိုးထားပြီးဖက်လာကြတဲ့အခါကောင်းတာတွေပဲစူးစမ်းပြီးရေးတော့မယ်အကုသို့မဖြစ်အောင်ပဲတတ်နိုင်သမျှရေးတော့မယ်လို့တန်ထိတ်ထန်ချခဲ့ပါတယ်အဲ့တော့ကျမကိုယ်တိုင်ကောင်းတာကိုစတွေးမိပါပြီကျမရဲ့လူသားအုံနောက်ဟာတဖြည်းဖြည်းအလုံးလုံးလာခဲ့ပါပြီအရင်ကလုံးဝကြည့်လို့မရတဲ့သူတွေကိုခွင့်လော့လာတတ်ခဲ့ပါတယ်မုန်းခဲ့တဲ့သူကိုလည်းပြုံးပြလို့ရခဲ့တယ်ကိုယ်စိတ်ကြည်လင်မှုကိုနှင်နွမ်းစေမဲ့အတွေးတွေလုံးဝမတွေးပဲနေလိုက်တယ်ကျမအုံနောက်ရဲ့ရှေ့ချမ်းကလူအုံနောက်ဟာအတော်ကြီးနေပြီလို့ကျမခံစားရပါတယ်လိုအပ်တဲ့အခြေကလွဲလို့အားထုတ်မသုံးတော့တဲ့အနောက်ဘက်ချမ်းကဒလိဆန်အုံနောက်ကတော့တဖြည်းဖြည်းကျုပ်ဝင်သွားတယ်လို့ကျမထင်ပါတယ်အရာရာဟာအလေးချစ်ပါပဲကောင်းတာဖြစ်ချင်ရင်ကောင်းဖို့ပြောင်းလဲနိုင်တဲ့စိတ်ကိုကြည့်ယူပါတချေတော့ပြောင်းလဲသွားမှာပါကျမလည်းအမြဲကြိုးစားနေပါတယ် Day 31တနေ့ကိုမိနစ်30အကောင်းမြင်တဲ့စိတ်ကိုတွေးဖို့အလေးအကျင့်လုပ်ပါမိနစ်30တခါတည်းမလုပ်နိုင်ရင်နိုင်တလောက်ခွဲလုပ်ပါဒီနေ့ကစပြီးလုပ်ကြည့်ပါ32ရက်ပြည့်တဲ့အခါကြည်စံမျက်နှာကိုပြန်လာပြီးသုံးတက်ပြောင်းလဲမှုကိုရေးပါအော်ဒီယိုလေးကိုအစိုးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ရက်တွေမှာလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ဒီ channel လေးကို like and subscribe လုပ်ပေးကြဖို့မေ့ကြပါနဲ့နော်။အားလုံးပဲအဆင်ပြေတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။